ဆိုတော့ဒီမှာရေးရမှာ substances are made of matter အရာဝတ္ထုတွေကို matter နဲ့ဖွဲ့စည်းရတယ်နော်အရာဝတ္ထုတွေဘာနဲ့ဖွဲ့စည်းလဲပြီ matter နဲ့ဖွဲ့စည်းmatter ဆိုတာကဘာလဲဆိုတော့ဒီ matter ဆိုတာကဒီခုဆိုသုံးဆွဲနေတဲ့ဟာအခဲတွေအရည်တွေအငွေ့တွေမှာပါဝင်နေတဲ့အစိတ်ပိုင်းလေးတွေပေါ့နော်ပါဝင်နေတဲ့အစိတ်ပိုင်းဆို matter လို့ခေါ်တယ်နော်အရာဝတ္ထုတွေကို matter နဲ့ဖွဲ့စည်းရတယ်နော်အရာဝတ္ထုတွေ matter နဲ့ဖွဲ့စည်းရတယ်နော်ဒီစောကိုင်းရဲ့ဘောပင်တွေစာအုပ်တွေတောင်းရဲ့ရေတွေရှူနေတဲ့လေတွေမှာပါဝင်နေတဲ့ဝတ္ထုပစ္စည်းတွေဆို matter လို့ခေါ်တယ်ပြည့်စုံသဘောတရားရနော်အဲ့တော့အရာဝတ္ထုတိုင်းကို matter နဲ့ဖွဲ့စည်းရနော်အရာဝတ္ထုတိုင်းဘာနဲ့ဖွဲ့စည်းလဲ matter နဲ့ဖွဲ့စည်းရနော်အဲ့တော့ခေါင်းစဉ် states of matter ရဲ့အခြေအနေဟုတ်လားmatter ရဲ့အခြေအနေ၃မျိုးရှိတယ်ဆိုတော့ solid state liquid state gas state နော်matter ရဲ့အခြေအနေ၃မျိုးရှိတယ် solid state liquid state gas state နော်ဒီပရမောင်းစပြီးတော့ကြည့်ရမှာကဆိုဒီမှာဒီအဲ့တော့ဒီ matter တွေကိုထပ်ပြီးတော့ဘာနဲ့ထပ်ဖွဲ့စည်းလဲဆိုတော့ matter တွေကို particle လေးနဲ့ဖွဲ့စည်းတယ်နော်matter တွေကိုဘာနဲ့ဖွဲ့စည်းလဲ particle နဲ့ဖွဲ့စည်းတယ်နော် matter ကို particle နဲ့ဖွဲ့စည်းတယ် matter ကို particle နဲ့ဖွဲ့စည်းတယ်အဲ့တော့ substances အရာဝတ္ထုများဆိုပေါင်းဒီမှာရှိအရာဝတ္ထုတွေကိုဆိုဘာနဲ့ဖွဲ့စည်းလဲဆိုသူက matter နဲ့ဖွဲ့စည်းတယ်နော်matter ကိုထပ်ပြီးတော့ဘာနဲ့ဖွဲ့စည်းလဲဆို particle နဲ့ဖွဲ့စည်းတယ်အဲ့တော့ all matter is made of particle အဲ့တော့ matter အလုံးကို particle နဲ့ဖွဲ့စည်းပါလေနော်တော့ဆိုတော့ဒီ substances ဆိုဘာနဲ့ဖွဲ့စည်းလဲ particle နဲ့ဖွဲ့စည်းပါတယ်particle နဲ့ဖွဲ့စည်းတယ်နော်particle နဲ့ဖွဲ့စည်းတော့မှန်ပါတယ်နော်substances ကို matter နဲ့ဖွဲ့စည်းတယ် matter တွေကို particle နဲ့ဖွဲ့စည်းတယ်ဆိုတော့ substances ကို particle နဲ့ဖွဲ့စည်းတယ်ဆိုတော့မှန်တယ်ဟုတ်နော်အဲ့တော့ substances တွေရဲ့ဒီအခြေအနေ၃မျိုးရှိတယ်solid state ဒီ liquid state gas state နော်substances တွေမှာအခြေအနေဘယ်လိုမျိုးရှိလဲ၃မျိုးရှိတယ် solid state liquid ရယ်ဖြစ်တယ်နော်အဲ့တော့ဒီဘက်ကပုံလေးဆိုရင်အဲ့ဒါဘာလဲဆိုသူက solid state ဟုတ်လား solid state ပေါ့နော်ဒီ solid ပါရှိရဲ့ particle လေးရဲ့အနေထားအဲဒီ solid ပါရှိရဲ့ဒီ particle လေးဒီအလုံးလေးတွေပေါ့ဒီအလုံးလေးတွေကဒီ solid ထဲမှာပေါင်နေတဲ့ particle လေးတွေပေါ့နော်particle လေးတွေကတစ်ခုနဲ့တစ်ခုနဲ့နီးကပ်တာဝေးလာသမီးနီးကပ်နေပါလေနီးကပ်နေထိစက်လားမထိစက်ဘူးလားထိစက်နေပါလေထိစက်နေရအဲ့တော့ဆိုလို့အရင်ဆုံးစပြီးတော့ကြည့်ရမှာကဘာလဲဆိုတော့ arrangement of particle နော် arrangement of particle particle တွေရဲ့အစီအစဉ် particle တွေရဲ့ပုံစံပေါ့ particle တွေကဘယ်လို arrangement နဲ့ solid တွေမှာရှိနေတယ်လဲပေါ့နော်အဲ့တော့ဆိုလို့ဒီမှာ table လေးနဲ့ပြထားတယ်state က solid state liquid state gas state ၃မျိုးအဲ့ဒီမှာ closed tensor particle တွေရဲ့နီးစပ်မှု particle တွေနီးစပ်မှုက solid state မှာဆိုရင် particle လေးတွေက solid particle လေးတွေကအရန်တစ်ခုနဲ့တစ်ခုကိုနီးကပ်နေရတဲ့ very close ရယ်နော် very close liquid တွေကြတော့ဒါအရင်ဆုံး solid ကြောင့်စတယ်နော်solid တွေမှာရှိရဲ့ particle လေးတွေရဲ့နီးကပ်မှုဒီတစ်ခုနဲ့တစ်ခုနဲ့အရန်နီးကပ်တဲ့အတွက်ကြောင့်နော်ဒီပုံမှာကြည့်မယ်ဆိုရင်တစ်ခုနဲ့တစ်ခုအရန်တက်နေတဲ့အတွက်ကြောင့် very close ဖြစ်နေတာနော် very close နောက်တစ်ခု arrangement of particle တွေရဲ့အစီအစဉ် particle တွေရဲ့အစီအစဉ် regular pattern ဆိုတာညီညာသောပုံသဏ္ဍာန်ညီညာသောပုံစံပါနော်ညီညာသောပုံစံနဲ့ရှိတယ်အဲ့တော့ဒီ solid မှာထဲမှာပေါင်းဖွဲ့စည်းတဲ့ solid particle တွေကညီညာရှိတာတွေ့ရတယ်ပထမဆုံးအလွှာကိုရှေ့ကနေကြည့်မယ်ဆိုရင် solid particle ၄ခုရှိတယ်အဲ့တော့ second layer မှာ၄ခုရှိတယ်နော် third layer မှာ၄ခုရှိတယ်အရှိဘက်ကရှိတယ်နော်အဲ့တော့ဒီ solid တွေမှာရှိတဲ့ solid particle တွေရဲ့ arrangement နေရာယူထားမှုကြီး regular
ပုံမှန်ဖြစ်တာမဖြစ်ဘူးလား ဖြစ်နေပါလေ ပုံမှန်ဖြစ်တယ်ဒါကသူတို့ဒီ solid particle တွေ arrangement ဒီစာမွေးမှာမေးခဲ့ရင်ဘယ်လိုပြရမလဲဆိုတော့ regular pattern လို့ပြောလို့ရတယ်နော် regular pattern ပုံမှန်လည်းရှိတယ်နော်နောက်တစ်ခုက movement ဆိုတာကရွေ့ရှားမှု movement ဆိုတာကဒီ ရွေ့ရှားမှု movement ကိုရွေ့ရှားမှုsolid particle တွေကရွေ့ရှားနိုင်လားဆိုမရွေ့ရှားနိုင်ဘူးနော်မရွေ့ရှားနိုင်ဘူး ဒါဆိုလဲဆိုတော့ solid particle တွေကတစ်ခုတစ်ခုနဲ့အရင်နှိကက်တယ်အရင်နှိကက်တဲ့အတွက်ကြောင့်သူတို့ဂျားမှာဆွဲရအရင်ကောင်းတယ်အချင်းချင်းဆွဲထားတဲ့အတွက်ကြောင့်အချင်းချင်းကြားမှာ force of attraction ဆွဲရတွေအရင်ကောင်းတာနဲ့ဆွဲတဲ့အတွက်ကြောင့် particle တွေကတနည်းတနည်းလဲဆိုတာမရွေ့ရှားနိုင်ဘူးနော်လဲဆိုတာမရွေ့ရှားနိုင်ဘူးအဲ့တော့သူတို့ကဘယ်လိုဖြစ်နေလဲဆိုတော့ဒီကိုယ်ကြာတိကျတဲ့သတ်မှတ်ထားတဲ့နေရာမှာပဲဘာရိတ်တုံ့ဆောင်မှုရှိတယ်နော်အဲ့တော့ဆရာဘာရိတ်ပေါင်းရပါဘာရိတ်ပေါင်းရပါဘာရိတ်ဆရာပေါင်းဘာရိတ် PIPRATE ဘုံရိတ် ဘာရိတ်နော်ဘာရိတ် around fifth position ဆိုတာသတ်မှတ်တဲ့နေရာတိကျတဲ့နေရာတိကျတဲ့နေရာမှာပဲတုံ့ဆောင်မှုရှိတယ်အဲ့တော့ဒီမှာဆရာဝိုင်းပြပဲဒီ solid particle လေးရအခြားနေရာကိုသွားတယ်လား သွားနေပါလေ မသွားနိုင်ဘူးเนาะဘာလို့မသွားနိုင်လဲဆိုတော့အချင်းချင်းကြားမှာအားကောင်းသော strong force of attraction အားကောင်းသောဆွဲရရှိတယ်เนาะ solid particle လေးတွေကတစ်ခုနဲ့တစ်ခုနဲ့ကြားမှာဘာဖြစ်တော့ဆွဲရရှိတယ်အားကောင်းသော ဆွဲအားရရှိပါလေ ဆိုအင်္ဂလိပ်လိုပြောမယ်ဆိုရင် strong force of attraction ပြောပါဦးမီ strong force of attraction အဲ့လိုမျိုး strong force of attraction နဲ့ဆွဲတဲ့အတွက်ကြောင့်ဒီ solid particle တွေကတနေရာမသွားနိုင်ဘူးเนาะသူတို့ကသတ်မှတ်တဲ့နေရာမှာပဲ vibrate တုံ့ပြန်မှုလောက်လို့ရတာเนาะအဲ့တော့ forward and backward เนาะရှေ့ကိုနောက်ကိုဘာဝင် upward เนาะဘာဝအပေါ်အောက်ပဲဘယ်ညာပဲเนาะအဲ့တော့ဒီတုံ့ပြန်မှုလေးလုပ်ရရเนาะအပေါ်အောက်ပဲညာတုံ့ပြန်မှုလေးလုပ်လို့ရတယ်